အခုတစ်ခါမှာတော့ဒန်းတလုံရွက်ရဲ့အလှပနဲ့ကျန်းမာရေးအတွက်အသုံးဝင်ပုံလေးတွေကိုမိတ်ဆွေတို့ဘူးတုတရရှိစေဖို့အတွက်တင်ဆက်ပေးလိုက်ပါရရှင်။ဒန်းတလုံရွက်ဆိုတာကတောင်အာရှဒေသမှာအပေါက်ရောက်များတဲ့အပင်တစ်မျိုးဖြစ်ပြီးအခုနောက်ပိုင်းမှာတော့အပူပိုင်းဒေသတော်တော်များများမှာပေါက်ရောက်လာပြီးဖြစ်ပါတယ်။ဒန်းတလုံပင်ရဲ့အရွက်ကိုတိုင်းရင်းဆေးတွေထဲမှာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကအသုံးပြုခဲ့ကြပါတယ်။ဒန်းတလုံပင်ဟာပင်စီကအဖြူရောင်ဖြစ်ပြီးကျွတ်ဆက်တဲ့အကိုင်းလက်တွေနဲ့ဘဲဥပုံအစိမ်းရောင်အရွက်တွေပါရှိပါတယ်။ဒန်းတလုံရွက်မှာပရိုတင်း၊ကယ်လ်ဆီယမ်၊ဗီတာကယ်ရိုတင်၊ဗီတာမင်စီ၊ပိုတက်ဆီယမ်တို့လိုမျိုးအာဟာရဓာတ်များစွာပါဝင်ပါတယ်။ဒန်းတလုံရွက်မှာမှုတ်ပိုးတွေကိုတည်စေနိုင်တဲ့အာနိသင်ရှိသလိုယောဂပိုးတွေကိုလည်းတိုက်ဖြတ်နိုင်တဲ့အစွမ်းရှိပါတယ်။ရောင်ရမ်းမှုကိုလျော့ပါစေနိုင်စွမ်းလည်းရှိပါတယ်။ဒန်းတလုံရွက်နဲ့ဒန်းတလွန်သီးတို့မှာအာဟာရဓာတ်ကြွယ်ဝစွာပါဝင်ပြီးခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့ပရိုတင်း၊ဗီတာမင်နဲ့သတ္တုဓာတ်တွေကြွယ်ဝစွာပါဝင်ပါတယ်။ဒန်းတလုံရွက်မှာခန္ဓာကိုယ်အတွက်လိုအပ်တဲ့အမိုင်နိုအက်ဆစ်လည်းကြွယ်ဝစွာပါဝင်ပါတယ်။ဒန်းတလုံရွက်နဲ့ဒန်းတလွန်သီးတွေမှာဗီတာမင် A, ဗီတာမင် B1, တိုင်ရာမင် B2, ရီဘိုဖလာဗင် B3, နီဒါဆင် B6, ဖောလိတ်နဲ့အစကောဘစ်အက်ဆစ်ဗီတာမင် C တို့ကြွယ်ဝစွာပါဝင်နေပါတယ်။ဒန်းတလုံရွက်နဲ့အသီးမှာကယ်လ်ဆီယမ်၊ပိုတက်ဆီယမ်၊သံဓာတ်၊မဂနီဆီယမ်၊ဖော့စဖိတ်နဲ့ဇင်းတို့ကြွယ်ဝစွာပါဝင်နေပါတယ်။အဆီပါဝင်မှုအရန်နည်းသလိုအန္တရာယ်ရှိတဲ့ကိုလက်စထရောတွေလည်းမပါဝင်ပါဘူး။ဒန်းတလုံရွက်ကကျန်းမာရေးကိုအခုလိုထောက်ကူပေးပါတယ်။နံပါတ်1အမိုင်နိုအက်ဆစ်ဒန်းတလုံရွက်မှာခန္ဓာကိုယ်ရဲ့ဖွဲ့စည်းမှုနဲ့ပရိုတင်းတွေဖြစ်ပေါ်မှုအတွက်အသုံးဝင်တဲ့အမိုင်နိုအက်ဆစ်18မျိုးပါဝင်ပါတယ်။အဆိုပါအက်ဆစ်တွေကကိုယ်ခန္ဓာရဲ့လုပ်ငန်းစဉ်တွေပုံမှန်လည်ပတ်စေဖို့အထောက်အကူပြုပေးပါတယ်။နံပါတ်2ရောင်ရမ်းမှုမဖြစ်အောင်လှုံ့ဆော်ပေးနိုင်ခြင်းဒန်းတလုံရွက်မှာတန်တက်ရောင်ရမ်းမှုကိုကျဆင်းစေတဲ့အာနိသင်နဲ့ယောဂပိုးတွေကိုတည်စေနိုင်တဲ့အစွမ်းတတ္တိတွေပါဝင်ပါတယ်။ဒန်းတလုံရွက်ကအနာတွေအပူလောင်တာနဲ့ပြက်ရှဒဏ်ရာတွေလိုမျိုးအသေးစားဒဏ်ရာတွေကိုသက်သာစေနိုင်ပါတယ်။အနာကျက်လည်းမြန်စေပါတယ်။နံပါတ်3နှုတ်ထွက်စေခြင်းနှုတ်တိုက်မိခင်တွေမှာနှုတ်ထွက်စေဖို့အတွက်ဒန်းတလုံရွက်စားသုံးပေးတာကိုရှေးရခင်ကာလတွေထဲကအသုံးပြုခဲ့ကြပါတယ်။ဒန်းတလုံရွက်ကနှုတ်တိုက်မိခင်တွေမှာနှုတ်ထွက်ကောင်းအထောက်အကူပေးပါတယ်။နံပါတ်4ကိုလက်စထရောဒန်းတလုံရွက်မှာအဆီတွေကိုလောင်ကျွမ်းစေပြီးခန္ဓာကိုယ်ကိုကြစ်လက်တည်လျားစေတဲ့အစွမ်းတွေရှိပါတယ်။ဒန်းတလုံရွက်ကကိုယ်ခန္ဓာကိုကြစ်လက်တည်လျားစေသလိုအားရင်ပြည့်စေပါတယ်။ဒန်းတလုံရွက်ကတည်ရည်စာတွေစားခြင်းစိတ်ကိုဖျောက်ဖျက်ပေးပြီးကျန်းမာတက်ကြွတဲ့ဘဝနေထိုင်မှုတည်းရဲ့ဖန်တီးဖို့အတွက်အသုံးပြုနိုင်တဲ့သဘာဝဆေးနီးကောင်းတစ်ခုပါ။ကိုလက်စထရောပမာဏနည်းတာကနှလုံးရောဂါခံစားရနိုင်ခြင်းကိုလျှော့ချပေးသလိုအခြားနှလုံးသွေးကြောရောဂါတွေခံစားရနိုင်ခြင်းကိုလျှော့ချရမှာလည်းအထောက်အကူပြုပါတယ်။နံပါတ်5စီးကျိုဒန်းတလုံရွက်ရဲ့နောက်ထပ်အကျိုးကျေးဇူးတစ်ရက်ကစီးကျိုရောဂါထိန်းချုပ်ပေးတာပဲဖြစ်ပါတယ်။ဒန်းတလုံရွက်ကအချိုဓာတ်မပါပဲခန္ဓာကိုယ်အတွက်စွမ်းရည်တွေထောက်ပံ့ပေးပါတယ်။ဒန်းတလွန်ကသွေးရင်းတကြားဓာတ်ကိုလျှော့ချပေးနိုင်တဲ့ဆေးပတ်ဝင်အပင်တစ်မျိုးပါ။နံပါတ်6ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေခန္ဓာကိုယ်ရဲ့ဆဲတွေကျန်းမာစေဖို့အတွက်အရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေတဲ့အရာတစ်မျိုးဖြစ်ပါတယ်။ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကကင်ဆာရောဂါဖြစ်နိုင်ခြင်းကိုလျှော့ချပေးနိုင်တယ်လို့အသက်အရွယ်အိုမင်းမှုဖြစ်စဉ်ကိုလည်းနှေးကွေးစေပါတယ်။ဒန်းတလုံရွက်မှာအရေးပြားကိုအားဖြည့်ပေးနိုင်တဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းအမျိုး30လောက်ပါဝင်ပါတယ်။နေ့စဉ်စားသုံးတဲ့အစားအသောက်တွေထဲမှာဒန်းတလုံရွက်ကိုထည့်သွင်းစားသုံးပေးမယ်ဆိုရင်ခန္ဓာကိုယ်ရဲ့ဇီဝတွင်ဖြစ်ပျက်မှုကိုလှုံ့ဆော်ပေးမှာဖြစ်တယ်လို့ကိုယ်လေးစိတ်ကိုလည်းကျဆင်းစေမှာဖြစ်ပါတယ်။နံပါတ်9သပင်တန်ဆွမ်းစေခြင်းဒန်းတလုံရွက်မှာသပင်နဲ့ဥယျာဉ်ပြားကိုအကျိုးပြုတဲ့ဗီတာမင်နဲ့သတ္တုဓာတ်တွေအများအပြားပါဝင်နေပါတယ်။ဒန်းတလုံရွက်ကိုသပင်နဲ့ဥယျာဉ်ပြားတန့်ရှင်းစေဖို့သပင်ကျွတ်သက်သာစေဖို့နဲ့ဘောင်းမထစေဖို့အတွက်အသုံးပြုနိုင်တယ်လို့ဆန်သား6တွေ့ပျက်စီးတာမျိုးမဖြစ်အောင်ကာကွယ်ရမှာလည်းအထောက်အကူပြုပါတယ်။ဒန်းတလုံရွက်မှာဆန်သားကိုကျန်းမာတန်ဆွမ်းစေတဲ့ဗီတာမင် B1, B2, B3, B6, ဖောလိတ်နဲ့ဗီတာမင် C တို့ပါဝင်နေပါတယ်။ဒန်းတလုံရွက်ကဥယျာဉ်ပြားမှာသွေးလည်ပတ်မှုကိုတိုးတက်စေသလိုသပင်တန်ဆွမ်းမှုကိုအထောက်အကူပေးပါတယ်။ဥယျာဉ်ပြားမှာသွေးလည်ပတ်မှုကောင်းမွန်တဲ့အခါဆံတွင်းပေါက်လေးတွေကိုအာဟာရပြည့်ဝစေပြီးသပင်တွေကိုတန်ဆွမ်းနှက်မောင်စေပါတယ်။နံပါတ်8အာယုံကြောစနစ်ဒန်းတလုံရွက်ကအာယုံကြောစနစ်မှာ
ချို့ယွင်းမှုတွေမဖြစ်အောင်တိုက်ထုတ်ရမှာအထောက်အကူပေးပါတယ်။ဒန်းတလွန်ရွက်ကခေါင်းတစ်ချမ်းကိုက်တာ၊ခေါင်းကိုက်တာ၊မအီမသာဖြစ်တာနဲ့အခြားအာရုံကြောဆိုင်ရာဝေဒနာတွေကိုသက်သာစေနိုင်ပါတယ်။အုံနောက်ရဲ့စွမ်းဆောင်ရည်ကိုတိုးတက်ကောင်းမွန်စေပါတယ်။အဲဆိုင်မလိုမျိုးယောဂတွေမဖြစ်အောင်ကာကွယ်ရမှာလည်းအထောက်ပံ့ပေးပါတယ်။နံပါတ်9အစာချေစနစ်ကိုကောင်းမွန်စေခြင်းဒန်းတလွန်ရွက်ကအစာချေလွယ်ပြီးအစာချေဖြတ်မှုကိုကောင်းမွန်အောင်အထောက်အကူပေးပါတယ်။ခန္ဓာကိုယ်အစိတ်ပိုင်းတွေကအာဟာရဓာတ်တွေကိုပုံမဆုပ်ယူနိုင်စေပါတယ်။နံပါတ်10အစိတ်ပြေစေခြင်းဒန်းတလွန်ရွက်ကခန္ဓာကိုယ်ရင်းကအစိတ်တောက်တွေကိုပြေစေပြီးသွေးတန့်စေပါတယ်။နံပါတ်17စွမ်းရည်ပြေဝစေခြင်းဒန်းတလွန်ရွက်ကစွမ်းရည်ပြေဝစေပါတယ်။ဒန်းတလွန်ရွက်ကအချိုဓာတ်လုံးဝမပါဝင်ပဲသဘာဝနည်းတိုင်းခန္ဓာကိုယ်ကိုစွမ်းရည်ပြေဝစေတာဖြစ်ပါတယ်။နံပါတ်12ဝက်ချံနဲ့စားဝက်ချံတွေကိုတက်တာစေခြင်းဒန်းတလွန်ရွက်ကအရေပြားကအစိတ်တောက်ဖြစ်စေတဲ့အရာတွေကိုဖယ်ရှားပေးပြီးအရေပြားကိုနုပြိုစေပါတယ်။သားရည်ကိုကြည်လင်စေပြီးဖြူဝင်းလှပစေနိုင်ပါတယ်။ဝက်ချံနဲ့အမဲဆက်တွေဖြစ်ပေါ်မှုကိုလည်းတက်တာစေပါတယ်။နံပါတ်13ကုသယောဂတွေကိုတိုက်ဖြတ်နိုင်ခြင်းဒန်းတလွန်ရွက်မှာဘက်တီးရီးယားတွေကိုသေစေနိုင်တဲ့အာနိသင်နဲ့မှုပိုးကိုတိုက်ဖြတ်နိုင်တဲ့အာနိသင်တွေရှိတာကြောင့်ကူးစက်ရောဂါတွေကိုတိုက်ဖြတ်ရမှာအထောက်အကူပြုပါတယ်။ဒန်းတလွန်ရွက်ကအရေပြားမှာကူးစက်ရောဂါဖြစ်စေတဲ့မှုပိုးတွေကိုတိုက်ဖြတ်ပေးသလိုသွေးနဲ့ဆီးလန်းချောင်းဆိုင်ရာကူးစက်ရောဂါတွေကိုဖြစ်စေတဲ့ဘက်တီးရီးယားတွေကိုလည်းတိုက်ဖြတ်ပေးပါတယ်။နံပါတ်14အသေးကျန်းမာစေခြင်းဒန်းတလွန်ရွက်မှာဖိုလီဖီနိုများစွာပါဝင်တာကြောင့်အသေးကိုအစိတ်တောက်ဖြစ်စေတာနဲ့ပျက်စီးတာမျိုးတွေမဖြစ်အောင်ကာကွယ်ပေးပါတယ်။နံပါတ်15အယိုးကျန်းမာတန်ဆွမ်းစေခြင်းဒန်းတလွန်ရွက်မှာကယ်ဆီယမ်နဲ့ဖော့စဖိတ်လိုမျိုးမရှိမဖြစ်လိုအပ်တဲ့သတ္တုဓာတ်တွေပါဝင်တာကြောင့်အယိုးတွေကျန်းမာတန်ဆွမ်းအောင်ထိန်းသိမ်းပေးပါတယ်။ဒန်းတလွန်ရွက်ကရောင်ရမ်းမှုကိုလျော့ကျစေတာကြောင့်အဆိပ်ရောင်တာလိုမျိုးအယိုးအဆစ်တွေနာကျင်တဲ့ဝေဒနာတွေကိုကုသရာမှာထိရောက်တဲ့အစွမ်းအာနိသင်တွေရှိပါတယ်။ဒန်းတလွန်ရွက်ကအရွက်တွေမှာဖြစ်တဲ့နာကျင်မှုတွေကိုသက်သာစေနိုင်တဲ့အစွမ်းလည်းရှိပါတယ်။နံပါတ်16ကြောက်တဲတာမျိုးတွေမဖြစ်အောင်ကာကွယ်ပေးခြင်းဒန်းတလွန်ရွက်ကကြောက်ကပ်စီးရိမ်နဲ့တအိမ်ထဲမှာကြောက်တဲတာမျိုးတွေမဖြစ်အောင်ကာကွယ်ပေးပါတယ်။ဒန်းတလွန်မှာကြောက်တဲတာကိုလျှော့ချပေးနိုင်တဲ့အစွမ်းတတိရှိသလိုအန်တိုဂျီနီယက်အောက်ဆီလိတ်synthesis ကိုထိန်းချုပ်ရမှာလည်းအထောက်အကူပြုပါတယ်။နံပါတ်19ကြောက်ကပ်ယောဂါတွေမဖြစ်အောင်ကာကွယ်ပေးခြင်းဒန်းတလွန်ရွက်အစီအနှစ်ကဆေးဝါးတွေနဲ့အဆိပ်ရှိတဲ့အရာတွေနဲ့ထိတွေ့မိတာကြောင့်ဖြစ်တဲ့ကြောက်ကပ်ပျက်စီးတာတွေကိုကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။ဒန်းတလွန်မှာပါတဲ့ Nephroprotective ကကြောက်ကပ်ကိုထိခိုက်မှုတွေကိုလျှော့ချစေပါတယ်။နံပါတ်18သတိထားပေးနိုင်စွမ်းရှိခြင်းဒန်းတလွန်မှာသတိထားပေးနိုင်စွမ်းရှိပါတယ်။ဒန်းတလွန်ရဲ့အစီအနှစ်ကိုဟော်မုန်းပျက်စီးစေမှုလှုံ့ဆော်ရမှာအသုံးပြုကြသလိုသတိမအောင်စေအောင်ကာကွယ်ရမှာလည်းအသုံးပြုပါတယ်။နံပါတ်19သွေးတို့ကျစေခြင်းဒန်းတလွန်ကသွေးပေါင်ချိန်နဲ့ကိုရင်းကိုလက်စထရောကိုတင်းတဲ့အနေအထားဖြစ်အောင်ထိန်းညှိရမှာအထောက်အကူပြုပါတယ်။အိုက်ဆိုတိုင်ယာဆိုင်ယာနဲ့နိုင်ယာစီနမင်တို့လိုမျိုး bioactive ပစ္စည်းတွေကသွေးကြောတွေမပိတ်အောင်ကာကွယ်ပေးသလိုအဆုတ်သွေးကြောတွေကိုထိခိုက်စေနိုင်တဲ့သွေးတိုးရောဂါ pulmonary hypertension ဖြစ်ပေါ်မှုကိုလည်းလျော့ကျစေနိုင်ပါတယ်။လေ့လာမှုတွေမှာဒန်းတလွန်ရွက်မှာပါတဲ့ hypocholesterol limit အစွမ်းအာနိသင်ကအသေးအစီဖုံးတာကြောက်ကပ်မှာအစီများတာနဲ့သွေးရင်းကိုလက်စထရောပမာဏများတာတွေဖြစ်နိုင်ခြင်းကိုလျော့ကျစေနိုင်တယ်လို့တွေ့ရှိခဲ့ရပါတယ်။နံပါတ်20နှလုံးကျန်းမာစေခြင်းဓာတ်တိုးဆန်းခြင်းပစ္စည်းကျွဲသွားတဲ့ဒန်းတလွန်ရွက်ကမျက်ကြည်လွှာမပြတ်စီအောင်ကာကွယ်ရမှာထောက်ပံ့ပေးနိုင်ပါတယ်။ဒန်းတလွန်ရွက်မှာပါတဲ့ဓာတ်တိုးဆန်းခြင်းပစ္စည်းတွေကမျက်ကြည်လွှာသွေးကြောတွေကျဲလာတာမျိုးမဖြစ်အောင်ကာကွယ်ရနဲ့မျက်ကြည်လွှာစက်သားတွေမထိခိုက်အောင်ထိမ့်သိမ်းပေးနိုင်ပါတယ်။မျက်လုံးအတွင်းကသွေးကြောနံရံတွေထူမလာအောင်တားဆီးပေးသလိုမျက်ကြည်လွှာပျက်စီးတာမျိုးတွေကိုလည်းကာကွယ်ပေးပါတယ်။နံပါတ်21သွေးရနဲ့ယောဂကိုသက်သာစေခြင်းဒန်းတလွန်ရွက်ကသွေးရနဲ့ယောဂကိုကုသရမှာအထောက်အကူပြုပါတယ်။လေ့လာမှုတွေအရဒန်းတလွန်ရွက်ကခန္ဓာကိုယ်ရဲ့တန်တဲ့ဆုပ်ယူမှုကိုကောင်းမွန်စေအောင်အထောက်ပံ့ပေးနိုင်သလိုသွေးနည်းဦးဆဲရည်အတွက်ကိုတိုးစေသလိုပုံမှန်သွေးပေါင်ချိန်ကိုထိန်းသိမ်းရမှာလည်းအထောက်အကူပြုပေးပါတယ်။ဘေးရက်ဆိုးကျိုးတွေကတော့ဒန်းတလွန်မှာဝမ်းပြော့ပြော့သွားစေနိုင်တဲ့အစွမ်းတတိရှိတာကြောင့်ဘိုင်းနာစေသလိုဝမ်းလျှောတာနဲ့ရင်ပူတာတွေကိုဖြစ်စေပါတယ်။
ဒန်းတလုံရွက်ကိုအလွန်ကျွံစားသုံးပါကမအီမသာဖြစ်တာမျိုးတွေဖြစ်နိုင်ပါတယ်။ဒန်းတလုံရဲ့အမြင့်အပွင့်နဲ့အခက်တွေမှာပါတဲ့ဓာတုဓာတ်ပေါင်းတွေကကိုဝင်ဆောင်အမျိုးသမီးတွေတအိမ်ကျုံတာကိုဖြစ်စေနိုင်တာကြောင့်ကိုဝင်ပြတ်ကျနိုင်ခြင်းကိုတိုးစေပါတယ်။ဒန်းတလုံမှာပါတဲ့အချို့ဓာတ်တွေကမွေးကင်းစကလေးတွေအတွက်မသင့်တော်တာကြောင့်လူတိုင်းမိခင်တွေအနေနဲ့စားသုံးဖို့မသင့်တော်ပါဘူး။သွေးကြိုက်စေးတောက်သုံးနေရသူတွေအနေနဲ့လည်းဒန်းတလုံရွက်ကိုမစားသင့်ပါဘူး။ကိုခါဆဲတွေကိုစိတ်တောက်ဖြစ်စေနိုင်တာကြောင့်ဒန်းတလုံစေးအစီကိုမစားသုံးသင့်ပါဘူး။ကလေးငယ်တွေကိုဝင်ဆောင်နေနဲ့တက်ကြီးရွယ်တွေအနေနဲ့ဒန်းတလုံရွက်ကိုမစားခင်မှာဆရာဝန်နဲ့အရင်တိုင်ပင်သင့်ပါတယ်။